မကြပြန်ဘူးဒီကနာကိုလည်းငါဘလို့နေလို့ရမှာလဲမဖြစ်ဘူး2025မှာငါဝေးချမယ်လှလှပပနေမယ်ကျင်းပစ္စည်းလည်းတွားဝယ်မယ်စော့မယ်လှလှပပပဲနေတော့ငါကြိုက်မဲ့သူရှိတယ်နေအောင်ဝေးချမယ် Next morning. စိတ်ကူးထဲတွင်တကယ်လက်တွေ့ရောက်တော့အခါ ကဲသမီးထိုင်ဒီမှာသမီးတို့ breakfast ခောက်ဆွဲကိုလေချွန်းဆွဲလေးလုပ်ထားရပြီးတော့ငှက်ပြောသေးရဲ့ကြက်ဥရဲ့မှာ coffee လဲပါတယ်ပြီးရင်အမေလေးပေါက်စီလည်းနှလုံးမှာထားသေးရဲ့သမီးရဲ့ ဟုတ်ဘူးမေသမီးတယောက်ပဲစားဖို့လားသမီးတယောက်ပဲစားဖို့လား အေးဟုတ်တယ်လေ ဟာမေလူစားကြည့်ရလားဝတ်စားကြည့်ရလားမနေဘူးသမီးမစားတော့ဘူးမေသမီးလေးဝိတ်ချမယ် အော်သမီးရဲ့ breakfast ဆိုတာလေချစရာမလို့မနှက်စာဆိုတာလေပြပြဝဝစာမှာတနေ့ကအလုံးလုံးဖို့တခွန်အားဖြစ်တာသမီးရဲ့ခေါ်လို့လေမလေးကမကောင်းတယ်မလားအမြဲခဏနော်ခဏနော်ပေါက်စီရစားအောင်နော်ဒီဝိုင်းနှလုံးထားထားရဲ့သမီးရဲ့လက်ဖိတ်ရထပ်တာအောင်လားဒီ coffee ပြည့်လက်ဖိတ်လေးတက်တော့လိုက်အောင်လေနော်မင်းမလာတာလေးရောအေးစားအေးကောင်းတာအေးမနှက်စာဝင်းမတက်ဘူးလေနေ့လေစားလေညစာကိုရှောင်းလိုက်ပြီးတော့နေ့လေတောင်းဖို့တွဲလက်ဖိတ်လေးပါမှာထားရနော်ဒါလေးပါစားလိုက်နော်ပြီးလက်ဖိတ်လေးမှာထားသေးရဲ့အမြဲစား နေ့လေရောက်တော့အခါ ဟဲ့သမီးရဲ့မောနေမှာရောကိုလာလေးတောင်းလိုက်ရကိုလာလေးတောင်းလိုက်ရဟမ်ဟောတောင်းလိုက်ပါသမီးရဲ့မောနေမှာတရအေးဟုတ်တယ်သမီးရဲ့အမေကိုလေခင်းလေးအပေါ့ငယ်လေးပြီးပေးပါအောင်လားရောကောင်းတယ်မင်းကောင်းလားအေးပြောသမီးရဲ့လာဒီမှာအော်ဒီလိုလေမြူးကြုံနေပြီးကြည့်ပါဦးသမီးရဲ့ကောင်းလားအေးဒီမှာအဲ့တော့မယ်ကောင်းလိုက်ပါအောင်အဆင်ပြေရလားကောင်းလား စားလို့လားစားတဲ့အေးပြပြန်လာခဲ့မယ်နော်သမီးပေးရလဲအေးသမီးထမင်းစားလို့ရပြီလားထမင်းသားစားမလား မေစားတော့လေမေသမီးဒီနေ့ဟိုဝေးချော့မှာလေမနေ့ကတော့လည်းစားထားပြီးပြီလေ မဟုတ်ဘူးသမီးရဲ့ဒီနေ့ကလေမေဟင်းနည်းနည်းလေးပဲချက်ထားတာထမင်းကိုလည်းနည်းနည်းလေးပဲစားဟင်းလည်းနည်းနည်းလေးဆိုတော့အဆင်ပြေရတယ်ဝိတ်မတက်ဘူး ဟုတ်ဘူးမေသမီးလေကျင်းစော့ရတာ ဟုတ်ဘူးသားတော့လာပါသမီးရဲ့ဟင်းကလည်းမေနည်းနည်းလေးပဲချက်ထားတာနည်းနည်းလေးဘာမှမပါဝိတ်မတက်စားလိုက်ပါဒီနေ့ဘာမှမချက်တာအမေစိမ့်မသွားကြတော့ဘာမှမချက်ဖြစ်ဘူးသမီးရဲ့ဒါလေးပဲနည်းနည်းပဲစားလိုက်ဘာစီမှမတက်ဘူးခြာရဘာမှသမီးရဲ့တက်နေပဲဒီနေ့လည်းတက်နေပဲစားလိုက်ညချတော့မှအရွှေပြုတ်တို့ဘာလို့ပဲစားလိုက်ပေါ့သမီးရဲ့အဲ့အဆင်ပြေဟိုနေ့လေကတော့လေဝအောင်စားမှာသမီးရဲ့ချက်ကြော်လေးစားပိတ်ချရန်စူးစမ်းနေတော့လဲအမိစေတနာညနေစာနေ့အမိ ချမယ်ဝိတ်ချပါမယ်ကွယ်ဝိတ်ချရမယ်ကွယ်တင်းရင်လေးလေးပဲစားဝိတ်ချ Why are you running? ဘာလုံနေရလဲ မေသမီးလေးဟိုဝိတ်ချမှာဆိုတော့သမီးအရွက်လေးတွေပြုတ်ပြီးတော့ရွက်ပြုတ်လေးစားမလို့မေရဲ့ အရွယ်ကြီးပဲဒီတိုင်းပြုတ်စားမှာလား ရွက်ကြီးပဲရတယ်မေသမီးရွက်ကြီးပဲတိုက်တာမေရဲ့ အရွယ်ကြီးပဲချဘလို့အရသာရှိမှာလဲဟိုနည်းနည်းတော့အသားတက်လေးအချိုတက်လေးပါလေပါမဖြစ်မှာပေါ့ ရွက်ကချိုးတော့မထွက်ဘူးလားမေ မထွက်ဘူးလေသမီးရလဲ ဘာထည့်ရမလဲမေသမီးနဲ့ချိုးတော့ထွက် အော်ရေကလေးမှရှိရအသားရှိရလေသမီးရဲ့ မေနည်းနည်းလေးနော်မေ အေးတည့်နည်းနည်းပဲအသားလေးထည့်အောင်မှာဝတ်သမီးရအသားလေးပါထည့်လိုက်ရောအသားထဲမှာဒီကအသားရဲ့အရသာထွက်မှာလေဝတ်သားဟုတ်တယ်တစ်ဖက်လောက်ထည့်အဲ့လိုအဟင်းရတော့မဟုတ်ဘူးသမီးအကုန်ထဲမှာထွက်မှာအရသာ အကောင်ကြီးချရဲမြောင်းအောင်ပါဗောမေရဲ့ သမီးရဲ့အဲ့မှာရတာထမှာသမီးအသားမစားရင်မစားနဲ့လေရပါတယ်နော်ထည့်လိုက်တယ်ထည့်လိုက် ဟုတ် အဲ့မှာရတာကောင်းမှာဗော မေထည့်လိုက်မယ်နော် ထည့်လိုက် ထည့်လိုက်မယ်ဘာလို့ဝဲဆိုတော့ဘာမှမဖြစ်ပါဘူးနော် ပါဝင်တော့ပါဝင်တော့ပါစီမပါဘူးလေ ဟုတ်တယ်မေဘက်ကချိုးလာပြီနဲ့
တူပဲနော်မေနော် ပြီးတော့နည်းနည်းဖြူပဲပြီးတော့များဖြစ်နေတာမသိဘူးနော် ဟုတ်လားဖြစ် သား နေ ရဲ့အရွယ်ရကြတော့အမေတတိယပြီဟုတ်အသားလုံးတွေရှိသေးတယ်လေအသားလုံးတွေပါထည့်ရတယ်နော်သမီးတယောက်ပဲစားမလို့ရတယ်သမီးမေတော်ပြီလေဟုတ်မေထည့်လိုက်တော့နည်းနည်းပါဘာဖြစ်လို့တခါလေးထည့်လိုက်တော့ပြီးမှမဟုတ်ရင် မမမေမေမေကလည်းဒီစားကြည့်ပါဦးရဲ့ ဒီရောသမီးရဲ့ဘလို့ရတာရှိမှလဲစားအရွယ်ပြမစီတစမ်းမှမပါသေးဘူး မေဒါသမီးတယောက်တယောက်ပဲစားမှာလေအမေရဲ့ မများပါဘူးသမီးရဲ့ မေကလည်းသမီးဘိုက်ကိုကြည့်လေးမေရဲ့ ကြာပါရဲ့နော်သမီးနော် ကြာပါလားမေကြာပါကြာပါကြာပါ အဆင်ပြေတယ် တားကြည့်တယ် အဆင်ပြေလို့အသားယုံလာသမီး မေတော်တော်တော်မေရမင်းဒီလောက်ဆိုရင်အဆင်ပြေနေပြီအရွက်လေးရဲ့သားလေးရဲ့ပြုတ်ထားတာပဲဆိုတော့မေအဆင်ပြေနေကွယ်ဝိတ်တက်ပါဘူးကွယ် ဒီစဉ်းစားမိရနောက်တစ်ခုရှိသေးတယ် မေစဉ်းစားနေရောမေအောင်တော့ကြာမှာပါမ စဉ်း စဉ်းစား စားကြည့်အသားပြုံးနဲ့အရွက်နဲ့ဘာလို့နေလဲနေစဉ်းစားကြည့် ဘာလို့နေရလဲ ခောက်ဆွဲလေသမီးရဲ့ခောက်ဆွဲလို့နေရဟုတ်တယ်မလား ထူတော့မထူပါဘူးเนาะဒီမှာသား ခောက်ဆွဲလို့နေရလေအဲ့ဒါကဖြစ်မှာပေါ့နေတော့မေရှာလိုက်ပါအော်ဒီမှာအစင်တက် ready ပဲ ready ပဲ ပြင်လိုက်တာမေခောက်ဆွဲလေးပါထည့်လိုက်တာအော်ဟုတ်မေဟုတ်မေဘာလဲတပြေးပြေးနဲ့လေဟိုအရွက်တွေရောအသားလုံးတွေရောအသားတွေရောခောက်ဆွဲတွေရောဆိုလေတပြေးပြေးနဲ့လေအရွက်ပြုံးနဲ့မတူဘဲနဲ့လေခောက်ပွန်းနဲ့တော့နည်းနည်းတူနေပြီမေရဲ့ ဟုတ်တာပဲသမီးလေးရဲ့သမီးလေးကမှမမေတတိယရဲ့ဟုတ်ပဲဒါဟောပေါ်လို့ရနေပြီလေဟိုမာလာလေးအနစ်လေးထည့်လိုက်တာနဲ့ဟောပေါ်ဖြစ်သွားပြီလေနော် ဟမ်မေ ဟုတ်တယ်လေအမေမာလာနေရှင်မာလာနေရှင်မေမေရာ ရွက်ပြုတ်လေးမေရွက်ပြုတ်တာလား ဟိုဒီမာလာလေးအစင်တက်လိုက်တာသမီးရဲ့ခါလေး ready တစ်ခါလေး မေမေမေလုံးဝမေလုံးဝမေလုံးဝမေမေ နော်တက်လိုက်အေးတက် လုံးဝမေ ခက်တယ်ပါ မေတော်ပြီတော်ပြီတော်ပြီမေမေ ဒီချောင်းမဒီချောင်းအမေကြီးကြည့်လိုက်ပါမေ ကောင်းလားမေ ဒီမှာပဲအစင်ပြေပါသမီးရဲ့ပြေတော့ပြေတော့ဗီဒီယိုကောင်းလားသမီးကောင်းတယ်နော်အဲ့ဒါလားစားလိုက်ရမယ်လေလား မေရွက်ပြုတ်ကနေပြီးဟောပေါ်ပြီးသွားပေါ့ အေးဘောဟုတ်ပါဘော အဲ့သမီးကဘယ်ချိန်ဝေးကြမှာလဲလို့မေရတယ် သမီးရဲ့ဒီနေ့တခြားတော့လဲနောက်နေ့ပေါ့သမီးရဲ့ဒီကုလားစားလိုက်ပါပြင်ထားပြီးတိုင်းရှင်နေနော်သမီး ထူတော့ပါဘူးကြောက်တာပြီးတော့ဆိုလဲစားလိုက်တော့ အသားအမေထဲစားရမလေးအသားလေးခောက်ဆွဲလေးအသားလေးနေစားတယ်နော် မေရဲ့အမေရဲ့ရွက်ပြုတ်ကနေပြီးဟောပေါ်ဖြစ်သွားတယ်အမလေးတောင်းလိုက်တာမေရဲ့ သမီးရဲ့ရတာမရှိရရွက်ဒီဘာလို့စားနေတော့မှလဲဒီမှာဒီအသားလုံးနေမှာအသားလေးဝသားလေးဝသားမသုံးတက်သားလေးသမီးရဲ့ကောင်းလိုက်တာရရောက်လာ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 ပဲကြတယ်နော်ထောက်လိုက်တော့ခါရ 1 week later. ဖိဖိတာဆယ်ပေါင်တော့တက်လာတယ်အရင်တစ်တိုင်းတော့မဒီတက်ဆယ်ပေါင်ရော့သေးတယ်နောက်တစ်လောက်စားနေရှော့စားပြီးတော့ချင်းလေးစားနေရတော့မဆယ်ပေါင်တော့တက်လာတယ်မဖြစ်တော့ဒီအိမ်မှာဆက်နေလို့သာမလို့မဖြစ်တော့ဘူးဘုံတယ်မာတော့အဲ့ဒါအမေကြောင့်အိမ်မှာဆင်းလဲတော်ပြီဒီအိမ်မှာဘလို့မှမနေနိုင်တော့ဒီကနေ့ကိုနေငါကြိုက်တယ်လို့လည်းဘယ်သူမှရှိမှာမဟုတ်တော့ဆင်းမဲအိမ်မှာသမီးမဲ ဘယ်သွားမလို့လဲသမီးရဲ့ မရတော့ဘူးဒီမှာမ သမီး လို့ ချက်ထားရစားအောင် မချားချင်တော့အဲ့ဒါလုံးဝမချားချင်တော့ မဟုတ်သမီးရဲ့ဒီနေ့ဘာမှမရှိဘူးရှိတဲ့ဟင်လေးပဲချက်ထားတာ မေသမီးကလေ2025မှာဝင်းချမယ်လို့တပတ်ပဲရှိတယ်စေပေါင်းတော့တက်လာတယ်အဲ့ဒါသမီးအပေါင်းသေးမှာတာပဲအမေနဲ့ပေါင်းပြီးတော့သမီးမှာတာအမေနဲ့ပေါင်းပြီးတော့မှာတာမဖြစ်တော့အိမ်မဆင်းတော့လားမေသမီး မစင်းပါနဲ့သမီးရဲ့မစင်းပါနဲ့သမီးချက်ထားရစားတော့သမီးရဲ့ အမေသမီးဆိုရတဲ့နဲ့အမေနဲ့တွဲပြီးဘလို့မှမချားနိုင်တော့မေမဖြစ်တော့သမီးကိုလေဒီခဏကတော့ဘယ်သူမှတိုက်မလို့လည်းမရှိတော့စင်းတော့လေ လှပါတယ်သမီးရဲ့ချစ်စရာလေးပါအဲ့ဒါမှမကင်းမှချက်ဖို့ပါ မေသမီးလောကစိတ်ဆုံးမဲ့ထားလိုက်ပြီသမီးကတကယ်တော့ဝေးမကြဘူးအပေါင်းနဲ့မားနေတာအမေစဲမေသမီးက မစင်းပါနဲ့သမီးရဲ့မစင်းနဲ့လားဟိုသမီးအိမ်ပေါ်လေဆင်းစရာမလို့မုတ်တည်တဲ့ဆက်စားလို့ရလို့အမေလေးမိစင်ကပစ္စည်းတစ်ခုရှိရဲ့လာ ဟုတ်ကောလားမေ လာမထိုင်ပြလာပါတဲ့လာမပြုတ်ကိုထိုင်မှာသမီးရလဲကဲခဏလေးစောက်ဒီမှာပြန်လာခဲ့မယ် ဘာမဟုတ်ဘူးလာတယ်ဟုတ်လည်းမသိဘူးမေပါလေ ကဲဒါလေးမုံမဟုတ်ဘူး coffee IP coffee မင်းကလည်း IV coffee ဆိုမှသမီးကဘယ်လိုလုပ်လဲဘယ်လိုလုပ်ဝေးကြမှာလဲအစီတက်မှာပေါ့ ဒါအစီကြ coffee သမီးရဲ့ ဟဲ့ကွန်ပျူတာအစီကြရယ် အစီကြ coffee တနေ့ကိုလေတစ်ခွက်ပဲတောက်ရုံနဲ့သမီးမရှိရဲ့အစီဘိုးတွေကလေသူ့ကသူအလိုလိုကျသွားမှာ ဟိုအမေသမီးကဒီကုလုံးကြားချင်တယ်ဘိုက်ကြီးကြားချင်တော့အမေရဘိုက်ကြီးတူတယ် စိတ်မပူနဲ့ဒီမှာကလေကန်နီတင်းပါဝင်တဲ့အတွက်ကြောင့်မလို့သမီးဖိုက်မရှိရဲ့အစီဘိုးတွေကနေပြီးသူ့ကသူအလိုလျောက်ပဲကျသွားမှာသမီးရဲ့ ဟုတ်လားအမေ ကော်ဖီတောက်တော်လို့ပဲပြီးတော့အချိုလည်းလုံးဝမပါဘူး no sugar ဖြစ်တဲ့အတွက်ကြောင့်မလို့အချိုမပါတော့သမီးချိုလည်းမချိုဘူးပြီးတော့မျက်နှာရရတယ်အချိုတလေးပဲသူသုံးတာလား ဟုတ်လား ရန်တောက်ကောင်းတယ် ဟဲ့မေအဲ့လောက်တော့အဆင်ပြေတာ ဒါပေါ့သမီးရဲ့အဲ့တော့သမီးဝိတ်ချစရာလည်းမလိုတော့ဘူးပြီးတော့အစာကြီးလည်း short စရာမလိုတော့ဘူး ဟဲ့အဲ့ဒါသမီးစားချင်တယ်လဲစားလို့ရပြီ ဒါပေါ့သမီးရဲ့ ဟာဒီကော်ဖီလေးတောက်လိုက်တာနဲ့သမီးကအကုန်လုံးအစီတွေကျသွားမှာ ဟု ပေါ့ တ်တယ်မနက်ကိုသမီးမုံမစားခင်မှာနိုင်ဝက်ကြိုပြီးတော့သမီးကော်ဖီလေးတောက်လိုက်ရပြီ ဟောမေတကယ်ပြနော်
ဒီရအဲ့ဆိုလို့ရှိရင်ဒီ IV coffee လေးတောက်မယ်အမေသားဟင်းသားချက်တာဒါဟင်းသားချက်အမေအခုစားမယ်ကုန်စားမယ်နော်ပထမနေ့ချက်တို့မျိုးလေးပဲလေကြက်ပောင်လေးရဲ့ကြော်လေးရဲ့ပြကြလို့ရှိရင်မေသမီးကြောက်ဦးလေ3လုံး4လုံးလောက်စားချင်တယ်မေရဲ့ငပြောသီးလေးတွေလည်းယူခဲ့ပေးဦးနော်မေနော်ကိုကူလာလည်းတောက်ချင်တယ်မေစမ်းကလေးရောတောက်ချင်တယ်ပြီးကြရင်မေပီဇာလေးလည်းမှာပေးနော်ရသမီးရပြီအမေအကုန်လုံးပေးမယ်နော်မစားတော့ဘူးလေ ဒီမှာလေး IV coffee ရှိမှလည်းရိုက်မေသွားပါဦးတောက်ချက်ပါအောင်မျိုးရလို့လေကျင်လည်းကြောက်လို့တော့ IV coffee ရဆိုရင်အစီဘိုရီဖြစ်ပေါ်မှုကိုတားဆီးပေးအောင်လာမှာကခန္ဓာကိုယ်အတွက်ပါအကျိုးပြုပြီးအသားရည်ကိုတည်ငြိမ်စေပါတယ်။ဒီနေ့တစ်ခွက်ပုံမှန်တောက်သုံးပေးုံနဲ့အစီဘိုရီကိုဖယ်ရှားပေးနိုင်ပါတယ်။ပြီးတော့အတိရရထားပြီးသားဖြစ်တဲ့အပြင်ဟလဲတစ်စိမ့်လည်းရထားပြီးသားဖြစ်လို့ IV coffee ကလူမျိုးဘာသာမရွေးတောက်သုံးနိုင်ပါတယ်။